စနစ်တကျလေးရေးတတ်သွားတယ်ပေါ့နော်ဟုတ် အများကြီးတိုးတက်လာတာတွေ့ရတယ်ဒီချင်း ဒီဖုန်းနောက်ပိုင်းမှာတော့သူကသူတယောက်တည်းရေးတက်လာတယ် အရင်တော့ကတော့ရေးတတ်တယ်ဆိုပေမဲ့စလုံးပေါင်းနေပါတယ်အမြင်မှားတယ်ပေါ့နော်တေချာဂယုမစရဘူးဒီမှာလဲတက်ကိုသူတေချာလေးစနစ်တကျလေးရေးတတ်သွားတယ်ပေါ့နော်ဟုတ် စာတွေကိုလည်းတိတိမိမိနဲ့သင်ပြတဲ့ teacher ပိုင်းပဲကျေးဇူးအရင်တင်ပါတယ်ပေါ့ကျောင်းသားကျောင်းသူမေးတဲ့မိကုံးများကိုလည်းပြန်လည်ဖြေချပေးခြင်းပဲကျေးဇူးအရင်တင်ပါတယ် ထိုင်ဆောင်ကုန်းနဲ့ပတ်သက်လို့မရေးတတ်ဘူးပေါ့နော်တော်တော်လုံးဝမရေးတတ်တာပေါ့သူကအင်္ဂလိပ်စာပို့ရပြီးတော့မြန်မာစာဘက်မှာအားနေတယ်အတီချာမတ်ပြီးရနောက်ပိုင်းပေါ့နော်ဘာတိုးတက်လာလဲဆိုလို့ရှိရင်အခုဆိုသူဆိုင်ဆောင်ကုန်းရေးလို့ရှိလို့ရှိရင်ပြေးလိုက်လို့ရှိရင်အများကြီးတိုးတက်လာတာတွေ့ရတယ်ဒီချင်းအလိမ္မာ fish ကိုလည်းကျေးဇူးတင်ပါတယ်နောက် level တစ်ခုလည်း set join ပေးဖို့ပေါ့နော် အမီလီယာပထမတော့ဒီသင်တန်းစတက်တော့ day 4လောက်ထိကသိပ်ပြီးတော့မရေးတက်သေးဘူးရေးတက်သေးတော့အမေရဲ့အကူအညီသူနည်းနည်းယူရတယ်ဒါပေမဲ့ day 4နောက်ပိုင်းမှာတော့သူကသူတယောက်တည်းရေးတက်လာတယ်သူကသူ share ရဲ့ပြောစကားတွေနဲ့သူ share ပေးတဲ့ note ကလေးတွေကိုသူကသူပေါ့နော်အကျယ်ချဲ့ပြီးတော့သူရေးတက်လာတယ် share ပြောတာတွေလည်းသူနားလေတယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူစာရေးရတာလည်းသူပျော်လာတယ်လို့ပြောတယ်ဒီ share ဒါကြောင့် share လို့သင်တန်းလေးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် ပထမသမီးကဆိုင်ဆောင်ကဘယ်နည်းစာရေးရမှမသိဘူးနိုင်မှာတက်ပြီးတော့ရေးနည်းတွေလည်းသိလာတယ်တပ်ပုံလေးလည်းမှားလာပါလေဒီချေကမလည်းစိတ်ကံရကြည့်တော့ဇနေ့ကြောက်တဲ့ပြတဲ့ကျေးဇူးများကြီးတင်ပါတယ်ဒီချေ